န်းတင်ထားတာအလားဆုံးနေလားအလားဆုံးနေလား live လွှင့်လာသူတို့လည်းအားနာရွှေညာသားဖွဲ့ကိုလည်းအားနာဟုတ်တော့အဲ့ဒါအဓိကသူတို့နဲ့တို့နဲ့ကြားမှာဒီလိုနေနေရတာဘာလို့မေးရင်ဘာလို့အဲ့ဒီစောက်စားရောက်နေနေရတာအဲ့ဒါတော့နောက်တော့မရဘူးပြအကိုတို့ခင်ဗျာကိုခင်ဗျာဗီဒီယိုရိုက်ရတယ်ဆိုပြီးအသိဝင်မြင်မနေနဲ့ခင်ဗျားတို့ကဒါဝစ်လဲနေတာခင်ဗျားတို့အကုန်လုံးအဲ့ရွှေညာသားအဖွဲ့အဲ့ live အဖွဲ့အကုန်လုံးအဲ့ဒါဝစ်လဲနေတာဆိုင်လို့အခုသူကံကောင်းလို့ဒီလိုနေရတာအခုသူကံကောင်းမှာအဲ့ဒါဝစ်လဲနေတာရှင်းသားမှာပြီးခဲ့တဲ့ဘဝတော့အရင်ဘဝတော့သူများလင်မယားအိတ်နေတာကိုထံရမောက်သေးသေးလေးတွေကချောင်းကြည့်ကြလို့အခုခမဗီဒီယိုကင်မရာတစ်ပေါက်သေးသေးလေးတွေကလည်းဟာလို့ချောင်းကြည့်နေအကျဉ်းရှိရတဲ့နဲ့ပေါ့အကျဉ်းရှိရတဲ့နဲ့ဟိုဒီသေးသေးလေးတွေကဒီလိုတစ်ဖက်တည်းချောင်းကြည့်နေရတာခင်ဗျာအဲ့ဆိုရင်နောက်ကညီညောင်နဲ့ဝစ်လေတာပဲဘာဖြစ်လို့ညောင်နဲ့ဝစ်လေတာပဲဘာဖြစ်လို့အဲ့ဒါအရင်ကမဲ့ခွေးပေါက်စားလေးရည်တဲ့ပြချခဲ့လို့သူဘယ်လိုဖြစ်နေအခုပါမကြီးပွိုင်းနေဒီလည်းဝစ်လေတာအဲ့ဆိုခင်ဗျားလည်းဝစ်လေတာမဆိုင်လို့ဟိုဘက်ဘဝအီကြကွေးလူခဲ့လို့ဆိုင်လို့တော့အီကြကွေးဆိုင်လို့တော့မင်းအဲ့ဒါကြောင့်မင်းဖေးခဲ့တယ်ဆိုသွားပြီရပါမောင်လေးရပြီနော်စိတ်ညပြရှိ
ခုမှ ဟောလေ ရာဇာလေး